ဒီမကော်မျိုးမှာပြန်နေမဲ့လူတွေတော့ပေါ့နော်ကျွန်တော်တတိပြုရမယ်အချက်တွေဒီအနေရှိတဲ့အရာလေးတွေကိုကျွန်တော်ပြပြပေးမယ်ပေါ့နော်နံပါတ်ပထမဆုံးတစ်ချက်အနေနဲ့ကတော့ဒီလန်ခီပေါ့လန်ခီကတော့ဒီအဆင်ပြေတယ်ဆိုပေမဲ့ပေါ့နော်ဒီစစ်ဆေးတာတွေကအဲ့လိုရှိနေသေးပဲအခါကျတော့ဘယ်လိုခေါ်မလဲတတိကြလေးတတိပြုဖို့လိုတယ်ပေါ့နော်သူတို့ဘယ်လိုစစ်နေလဲဆိုတာကိုတေးသေးမတေးရပါမယ်လို့အဲ့ဖုန်းဆက်တာတွေနောက်အထူးသဖြင့် CDN တွေဒီတော်လိုင်းရေးနဲ့ပတ်သက်ပြီးတော့မှလှုပ်ရှားခဲ့ဘူးတဲ့သူတွေကိုသူတို့စောင့်ကြည့်နေရမျိုးတွေရှိနိုင်တယ်။အဲ့ခါကျလန်ခီမှာလည်းအဲ့လို view site ဖို့လိုတယ်ပေါ့နော်။နောက်တစ်ချက်ကတော့ဒါကတော့အနေရှိတဲ့နေရာတွေဖြစ်တဲ့ဒီနနတ်တော်တို့တောက်ခူတို့စသဖြင့်ပေါ့နော်စစ်ပွဲအရန်မှာဖြစ်ခဲ့တဲ့နေရာတွေမှာမိုင်းရှင်းပြီးပြီဆိုပေမဲ့ဒီမိုင်းဘလောက်ရှင်းထားတယ်ဆိုတာတော့အာမမခံနိုင်ပါဘူးဘယ်လိုခေါ်မလဲမိုင်းအန်တရေပေါ့မိုင်းအန်တရေကဘာလဲဆိုရင်တော့မိုင်းထိသွားတဲ့လူတွေလည်းရှိတယ်ပေါ့နော်လွန်ခဲ့တဲ့ရက်အနေငယ်ရတဲ့ဒီနာတာလာချောင်းနာမှာမကြီးတီးဝင်ခွေနဲ့မိုင်းထိရဆိုတာမျိုးပေါ့နော်မိုင်းကိုလုံးဝ100% ရှင်းပြီးပြီလို့ဘယ်သူမှမပြောထားဘူးပေါ့နော်ဆိုတဲ့ခါကျတော့အဲ့လိုနေရာတွေမှာပြန်နေမယ်ဆိုရင်မိုင်းအန်တရေတွေကရှိနိုင်နေတယ်ပေါ့နော်ဒါကလည်းစိုးရင်စရာအန္တရာယ်တစ်ခုပေါ့နောက်တစ်ခုကတော့ဒါအများစုလည်းစိုးရင်ကြတယ်ကျွန်တော်အကောင့်ထဲမှာဒါအများစုလည်းဝိုင်းပြီးတော့တီးပေးကြတယ်ဒီစစ်မှုထမ်းရမယ်ကိစ္စပေါ့နော်စစ်မှုထမ်းရမယ်ကိစ္စကတော့ဒါဒီတနိုင်ငံလုံးဘယ်မျိုးမှနေတော့လုပ်လိုက်မယ်ဒါပေမဲ့အခုခါမှာကျွန်တော်တို့ကလက်ကောမှာတော့ပြန်နေပြီဆိုတာနဲ့ကိုစည်ရင်းလာကောက်လိုက်မယ်ပေါ့နော်ဒီစည်ရင်းကဘာတွက်ကောက်တယ်ဆိုတော့အတိအကျမသိပင်မဲ့ဖြစ်နိုင်ရှိအများတာတော့ဒါစစ်မှုထမ်းဖို့နဲ့ဆက်ဆက်နေမယ်ဆိုပြီးတော့မှစိုးရိမ်နေတဲ့လူတွေရှိကြရတယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကဘယ်လိုပဲတွေးဒီလက်ကောမှာကလည်းစစ်မှုထမ်းခိုင်းမယ်ဆိုတာကလည်းအတေချာပဲလေနော်ဆိုတော့ဒီအန်ရဲ့တကယ်ကိုများတဲ့နေရာမှာစစ်မှုထမ်းခိုင်းမယ်ဆိုတော့စစ်မှုထမ်းခိုင်းခဲ့ရင်ဒါကိုယ့်အတွက်ကိုပြန်ပြီးတော့တွေးကြည့်ရင်တော့မှတော်တော်လေးခက်ခဲသွားမယ်ပြီးတော့ထွက်ပြေးမယ်ဆိုလို့ရှိရင်လည်းကိုကလည်းလက်ကော်မှာလည်းရောက်နေမယ်စစ်မှုထမ်းထဲမှာကိုလည်းကြပြီဆိုလို့ရှိရင်ဒီတခြားမြို့ကြီးတွေကမှဒီပြေးလို့ရှောင်လို့လွယ်ရင်လွယ်မယ်လက်ကော်ကြတော့တိတ်ပြီးတော့လွယ်တော့မှမဟုတ်ဘူးပေါ့နော်အခက်ကြတော့ဒီစစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးစိုးရိမ်နေတဲ့လူငယ်တွေဒါတွေလည်းတတိထားဖို့အဲ့လိုလိုလိုက်မယ်ပေါ့နော်နောက်တစ်ခုကတော့ဒီဥပဒေစိုးမိုးမှုပေါ့ရက်ကော်မှာဒီဘလို့ပဲဥစားကြီးပြောဥပဒေစိုးမိုးမှုကမခိုင်မာသေးပါဘူးဒါကြောင့်မို့လဲတခိုးတွေခွေးရပစ္စည်းရောင်းတဲ့ဆိုင်တွေကခုရင်ရှိနေသေးတယ်အဲ့တော့လှုပ်ရှင်တယ်လို့လှုပ်နေကြမှာပေါ့နော်ဆိုတော့ဒီတော့ကိုပြဿနာတစ်ခုကြုံမယ်ဖြစ်ဖြစ်ကိုတစ်ခုကြုံခဲ့ရင်ဖြစ်ဖြစ်ကိုကာကွယ်ပေးမဲ့ဥပဒေဆိုတာမျိုးကမရှိဘူးပေါ့နော်ဒီတော့လေကိုအနေနဲ့စိုးရင်ရမယ်တခိုးတွေကကိုပတ်ရန်သွားမယ်ဆိုရင်တော့မှကိုဘာမှမတတ်နိုင်တဲ့အခြေအနေမျိုးဘယ်သူအကူကမှသိမှာမဟုတ်ဘူးဗျာအဲ့ကြတော့ဒီဒါတစ်ချက်နဲ့ပတ်သက်ပြီးတော့လဲတတိပြုရမယ်ပေါ့နော်နောက်တစ်ခုကတော့စစ်ပွဲပေါ့နော်စစ်ပွဲကတော့ကျွန်တော်လည်းဒီစစ်ရင်နဲ့ပတ်သက်မကျွမ်းကျင်လို့အရင်ကြီးတော့တိကျကြီးတော့မပြောနိုင်ဘူးဒါပေမဲ့ဘက်ကော်နဲ့စစ်ပွဲဆိုတာလဲဒါတိတ်ပြီးတော့မစိမ့်တဲ့အပြင်ပေါ့နော်ချင်းမရွေးချရောက်လာနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်နားလဲတာကဒီဘက်ကော်ပြန်တဲ့လူတွေအကုန်လုံးကလည်းဒီမတက်တာတဲ့အဆုံးတခြားမျိုးရွာမှာပေါ့နော်နေလို့မရတဲ့အဆုံးဆိုတော့ဒါပြန်ကြမှာပဲလေနော်ပြန်နေချင်ကြမှာပဲအဲ့ခါကျတော့ပြန်မယ်ဆိုလို့ရှိရင်မဖြစ်တာလို့ပြန်ရမယ်ဆိုရင်တော့မှကျွန်တော်ပြောတဲ့အချက်လေးတွေကိုအဲ့လို queue site ပေးဖို့တင်တာပါဟိုလိုမျိုးကြီးချိန်ချောက်တာမဟုတ်ဘူးပေါ့နော်ဒါပေမဲ့တကယ်လည်းအဲ့လိုဖြစ်ပျက်တဲ့အဖြစ်ပျက်တွေကရှိနေတဲ့ခါကျတော့တတိဆိုတာပိုတယ်မရှိဘူးဗျာကျွန်တော်တို့ကတခုလေးလွဲချော်သွားတာနဲ့တခြားနေရာတွေကမတူဘူးလုံးဝဘဝတစ်ခုလုံးလို့ပေးဆက်ရမှာဗျာတခုလေးလွဲချော်ပြီးဆိုတာနဲ့အဲ့ဒါကြောင့်မလို့တတိပေးခြင်းဖြစ်ပါတယ်โอเคနားလည်ပေးကြမယ်လို့လည်းယူဆရတယ်ပေါ့နော်โอเคပါဒီနေ့တော့ဒီလောက်ပဲပေါ့နော်ဒါလည်းကိုအကြောင်းတီးရသမျှပေါ့နောက်တစ်ခုအနေနဲ့တော့ဒီကားဂိတ်တွေလည်းဖွင့်ပြီလို့ကားဂိတ်အတစ်ပြန်ဖွင့်တယ်လို့ဒါနောက်ဆုံးတည်ထားတယ်ပေါ့နော်ဆိုတော့ကားဂိတ်ကတော့ဒီ
ဘာလဲ အစီအစဉ်ရောဖျားပြည်နယ်ဆိုရ ရင်ကြားလေးကွင်းနားမှာပေါ့နော်ထိုင်းကုန်စီတွေပါပြတဲ့နားမှာပေါ့ဆိုတော့အဲ့နားမှာကလည်းလို့ခေါ်မလဲကျွန်တော်တို့ဒီအာကတိတ်ပံကျောင်းနားမှာကဒီတက်တွေရှိတယ်ပေါ့နော်တက်ဂိတ်တွေပေါ့အခါကျတော့သူတို့တွေနဲ့ပို့ပြီးတော့နှိစက်သွားတဲ့နေရာမှာထားတယ်လို့လည်းယူဆရတယ်ပေါ့နော်ဆိုတော့ပစ္စည်းတင်တာတွေနဲ့ဘာတွေညာတွေမှာလည်းကျွန်တော်တို့အရန်ကိုဂူဆိုင်ဖို့လိုတော့ပါပြီโอเคပါအားလုံးပဲဟိုအဆင်ပြေကြပါစေပေါ့နော်နောက်ဗီဒီယိုတစ်ပုတ်လုပ်ဖြစ်ရင်တော့ပြန်ပြီးတော့မှတင်ပြပေးပါအောင်မယ်ကိုယ့်ရဲ့အထင်မြင်ယူဆချက်တွေရှိလို့ရှိရင်လည်းကျွန်တော်ရဲ့ comment အောက်မှာမှန်တော့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ် see you